ကျွန်တော်ဖောင်ကြီးလမ်းကနေလာပြီးတော့အခုဒါမြန်လမ်းတရားအောင်ပါဒီမှာကောင်းတယ်ဒီနေ့ကကျွန်တော်တို့15မိုင်ဘယ်ရောက်သွားကြမှာဘယ်ရောက်သွားမှာလဲဆိုတော့အမှတ်3ကနေမှလဲကူပေါင်ကြီးလမ်းကနေသွားမှာနော်အခုတော့ကျွန်တော်တောင်ကလာအဖွဲကမြောက်ဥက္ကလာအဝိုင်းမှာစုရက်ကိုသွားမှာโอเคလိုက်ခဲ့ကြပါဦးမော်ဒီလောက်တာလိုက်မှန်းပြောသေးတယ်အဲ့ဒါပေါ်တော့တော့လေဒီ15မိုင်လမ်းကြောင်းကိုတိုးပိန်းနေများတယ်15မိုင်ပြားပါဒီနေ့သွားမယ်ဘိန်းလေးတွေအနေနဲ့ဘိန်းလမ်းစီးပါတော့တော်ရတယ်ဘယ်မှာဘောအနေနဲ့စိတ်မလို့စပိန်ဘိုးကအဲ့လောက်မကုန်ဘူးဗျာအဲ့ဘိုးနဲ့သူတော်ကုန်နေပြီတော်ကြုတ်ကန်ထားတာဘိန်းလဲစီးပါတော့ဟုတ်တယ်ဒီနေ့ပါလာတဲ့လူတွေမိတ်ဆက်မယ်ဒါကိုမင်းပါဒါကိုဖြိုးလေးပါဆေးဆိုင်စစ်2ဘိုက်စကယ်လာပါတော်မျိုးတန်းရူရိုက်စီဘရောမတူးစီတော့အေးပြီမကွာမိုးကျော်မချောကြီးဒီမှာကိုကျော်လိုက်မော်နီပါအားလုံးမော်နီပါကျွန်တော်15မိုင်တော့နောက်ကလူလေးခဏဆောက်နောက်ဘယ်သူကျန်တာဦးငယ်ရယ်မိုင်းမိဆိုင်ရယ်ဦးသိန်းစောမြင့်ရယ်ဦးသိန်းစောရယ်ဟုတ်တယ်ဟုတ်တာပါလေဟုတ်တယ်လေကျေဖုတ်တယ်လေနောက်ကိုလိုက်ရတာဒီပဲစနေ35တဲ့ခုပဲပြောနေတာဟောသူတို့အဲ့လိုတိုးလေးညက်ပေးလိုက်မှအဆင်ပြေမှာလို့နိုင်ရှိပါတယ်9:50မှာလဲကူရောက်ပြီလမ်းမှာလူဆောင်တာလေးရယ်စပိန်ဘာညာဖြစ်တာလေးတွေရယ်လုံရင်းနဲ့နည်းနည်းလေးကြာသွားတယ်လဲကူပြင်ကျွန်တော်စားနေကြဆိုင်လေးကိုကျွန်တော် breakfast စားမပြီးရင်အောင်ကြီးလမ်းကနေပြီးတော့ဟိုဘက်ကို15မိုင်ဘက်ကိုပြန်တက်နော်အဲ့ဘက်ကြောင်မှပြန်ရိုက်ပြတော့ကျွန်တော်ရန်ကုန်ဘက်ကနေလာမယ်ဆိုရင်လမ်းရဲ့ဘဲချမ်းပေါ့နော်ဒီမှာဂရီကျွဲကျွန်တော်လဲကူရောက်တိုင်းစားနေကြဆိုင်ပဲဒီမှာကျွန်တော် breakfast စားမယ်လဲကူကျွန်တော် breakfast စားပြီးပြန်ထွက်လာပြီလဲကူးမြို့လေးအေးချမ်းပါပဲရန်ကုန်ကပူနေပြီဗျရန်ကုန်ထွက်တာနဲ့နည်းနည်းလေးပြန်အေးလာလဲကူးဘက်ကအေးသေးတယ်တော့ဖောင်ကြီးလမ်းလဲကူးကနေပြီးဖောင်ကြီးလမ်းဝဲကြံပြီးပွိုင်ပေါ့နော်သူတို့ဖောင်ကြီးလမ်းဝဲလမ်း300ကျွန်တော်ဘဲချိုးဖောင်ကြီးလမ်းဘက်ကိုဝင်မယ်ပြန်အမြန်လမ်းဘက်ကိုပြန်သွားမှာ
မနော်အခုဖောင်ကြီးလဲကူဖိုင်လန်ကတော့ဘယ်ဖွင့်မှာကြောလိုက်မှာဖောင်ကြီးလမ်းတနေရခဏနာအကျွန်တော်ဖောင်ကြီးလမ်းကနေလာပြီးတော့အခုဒါမြန်လန်းတရားအောင်ပါဒီမှာကောင်းတယ်လမ်းတော့ဒီနေ့တိုင်းပဲဟုတ်တယ်လူနဲ့ထုံရှူရလမ်းဒီလမ်း